ပန်းရောင်ဟိမဝန္တာစားဟာကျမ်းမာရေးတွေအကောင်းဆုံးလို့လူပြောများကြပါတယ်ဒါပေမဲ့ဒါဟာတကယ်အမှန်တရားဟုတ်ရဲ့လားပန်းရောင်ဟိမဝန္တာစားတိုင်းဟာဟိမဝန္တာတောင်တန်းကလာတာမဟုတ်ပါဘူးညာစုဟာပါကစ္စတန်နိုင်ငံခူရာစားမိုင်းတွင်နဲ့ရှိုင်းတဲ့နေရာတွေကလာတာပါပို့ပြီးတော့သတိထားမှာကဒီစားတွေထဲမှာခဲအာဆင်းနစ်လိုမျိုးအစိတ်တောက်ဖြစ်စေတဲ့ heavy metals သတ္တုဓာတ်တွေပါဝင်နေပါတယ်ဒီလို heavy metal တွေပါဝင်နေတဲ့စားကိုပုံမှန်သာစားသုံးနေမယ်ဆိုရင်တော့တင့်ခန္ဓာကိုယ်ထဲမှာအစိတ်ပင့်နိုင်ချေပိုများလာနိုင်ပါတယ်။ဒါကြောင့်ကျန်းမာရေးတွေပုံမှုစိတ်ချရတဲ့တခြားရွေးချယ်စရာတွေကိုစဉ်းစားသင့်ပါတယ်။ကျွန်တော်တို့စားသုံးနေတဲ့ပင်လယ်စားတွေမှာလည်းလူမျိုးအလားတူအစိတ်တောက်ဖြစ်စေနိုင်တဲ့ဓာတ်တွေပါဝင်နေတတ်ပါတယ်။ဒါကြောင့်မို့လို့စားကိုဝယ်ယူစားသုံးတဲ့အခါမှာဒီစားကိုဘယ်ကနေထုတ်လုပ်တာလဲ။ဒီစားမှာတကယ်ရောသဘာဝသတ္တုဓာတ်တွေပါဝင်ရဲ့လား။အနေအကင်းရဲ့လားဒါကိုကျွန်တော်တို့အသေးစားလေ့လာပြီးတော့စမ်းစစ်ပြီးတော့မှဝယ်ယူစားသုံးသင့်ပါတယ်။အားလုံးကျမ်းမာပြောချင်တဲ့ဘဝကိုရရှိပိုင်ဆိုင်နေကြပါစေ Bye for now